ဒီလမ်းဆိုတာမရတတ်တဲ့ရင်မြတ်စွာဘုရားတော်မှာလိုက်ရမယ်ဆိုတော့တမန်သူ့လိုငါလိုပုဂ္ဂိုလ်တွေရှောင်လွဲလို့ရသလားဒါကြောင့်ဆိုလိုက်စမ်းမှာကြည်သူငယ်သားတပါးမကြံခန္ဓာရှိသမျှသိကြအမှန်ဩနာသေးရေမနေအမြန်ရှောင်မလွဲအသက်ခိုက်အောင်မှန်ကြည်သူငယ်သားတပါးမကြံခန္ဓာရှိသမျှသိကြအမှန်ဩနာသေးရေမနေအမြန်ရှောင်မလွဲအသက်ခိုက်အောင်မှန်ကုသိုလ်ဒါနပြုကြမြန်စွာဘယ်နေ့သေမင်းစခေညမှာအတိအကြမတိယသူငါယနေ့လဲသေပွဲဝင်နိုင်တာကုသိုလ်ဒါနပြုကြမြန်စွာဘယ်နေ့သေမင်းစခေညမှာအတိအကြမတိယသူငါယနေ့လဲသေပွဲဝင်နိုင်တာသေချိန်ကြလို့သေရသောခါကုသိုလ်ဒါနကင်းကြသီလာဘာဝနာမှုမပြုမှန်စွာအပေဘေးလိုရေမမြင်ပါသေချိန်ကြလို့သေရသောခါကုသိုလ်ဒါနကင်းကြသီလာဘာဝနာမှုမပြုမှန်စွာအပေဘေးလိုရေမမြင်ပါအဲ့ဒီတော့ဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များကုသိုလ်ကောင်းမှုဆိုတာလှုပ်ထားရမယ်တဲ့ကုသိုလ်ကောင်းမှုပါတယ်လေဘာဖြစ်လို့တော့ဆိုရင်သေမင်းနဲ့ချိန်ထားလို့မရလို့တဲ့ဘယ်နေ့သေမယ်ဆိုတာဘယ်သူသိတယ်လဲဒါကြောင့်ကုသိုလ်ဒါနပြုကြမြန်စွာဘယ်နေ့သေမင်းစခေညမှာအတိအကြမတိယသူငါယနေ့လဲသေပွဲဝင်နိုင်တာတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကမသိနိုင်တဲ့တရား၅ပါးတဲ့မသိနိုင်တဲ့တရားဘယ်နှပါးဘယ်အသက်ရွယ်မှာဘယ်ယောဂာနဲ့ဘယ်ခါကာလဘယ်ဒေသ၌သေယမိတာတို့သူငါမှန်စွာမသိပါတကားတဲ့ကြည်သူငယ်သားတပါးမကြံခန္ဓာရှိသမျှသိကြအမှန်ဩနာသေးရေမနေအမြန်ရှောင်မလွဲအသက်ခိုက်အောင်မှန်ကုသိုလ်ဒါနပြုကြမြန်စွာဘယ်နေ့သေမင်းစခေညမှာအတိအကြမတိယသူငါယနေ့လဲသေပွဲဝင်နိုင်တာသေချိန်ကြလို့သေရသောခါကုသိုလ်ဒါနကင်းကြသီလာဘာဝနာမှုမပြုမှန်စွာအပေဘေးလိုရေမမြင်ပါ